ကိုလူတွေကိုတက်ပြီးတော့ကင်စားမယ်ပေါ့နော်မိဘကြီးပို့ထားတဲ့တစိုးချွန်နေတာအဲ့ဒါခြေတံကြတော့နောက်က6666နဲ့ခြေတံကြတော့လှည့်ကြည့်တော့ဘုရားလောင်းလာတာကိုတွေ့ရတယ်အယံကိုအံ့ဩသွားတယ်ဟုတ်လားကိုကိုတတ်မယ်ဆိုတာကိုသိတဲ့နေရာကိုဒီလူပြန်လာတယ်ပေါ့စိတ်ထဲမှာဦးစင်းထင်ပါတယ်ပုရိသတာနည်းနည်းတော့ကြောက်သွားမယ်လို့ထင်တယ်ဟုတ်လားမကြောက်တဲ့လူကိုတွေ့လို့ရှိရင်ကြောက်တတ်တဲ့သဘောရှိရဲ့နော်ဟုတ်လားအဲ့ဒါနဲ့ပုရိသတာကဒီရှင်မင်းပြန်လာတယ်နော်ပြန်လာတယ်ဆိုတော့ဘုရားလောင်းကကိုင်းငါရောက်ပြီမင်းငါ့ကိုတက်ပြီးတော့မင်းရဲ့ညောင်မေဆောင်တက်ကြီးကိုပူဇော်မယ်ဆိုရင်လည်းပူဇော်လိုက်ဒါမှမဟုတ်မင်းကိုယ်တိုင်စားမယ်ဆိုရင်လည်းစားလိုက်ပူဇော်ခြင်းလည်းပူဇော်စားခြင်းလည်းစားကြိုက်တယ်လို့ကြိုက်တယ်လို့လို့ခွင့်ပြုလိုက်တယ်အဲ့ဒီလိုခွင့်ပြုလိုက်တော့သူကဘာစိတ်ဝင်စားတော့ဆိုတော့ဘာကြောင့်မကြောက်တာလဲဆိုတာကိုသူအကြီးကျယ်စိတ်ဝင်စားတယ်စဉ်းစားနော်အဲ့ဒါဘာလို့မကြောက်တာလဲလို့သူတွေးတဲ့အခါကျတော့ဒီရှင်ဘုရင်ကဂါထာ၄ပုဒ်ကိုသွားပြီးတော့နာယူမယ်လို့ပြောတယ်အဲ့ဒီဂါထာ၄ပုဒ်ရဲ့အစွမ်းကြောင့်သူမကြောက်တာဖြစ်မယ်နဲ့တူတယ်အဲ့လိုဆိုလို့ရှိရင်ငါလည်းပဲမကြောက်တဲ့လူတစ်ယောက်ဖြစ်ရင်တော်တော်ကောင်းမယ်ဟာသူလည်းပဲကြောက်တတ်တဲ့သဘောရှိတယ်ဆိုတာသိကြတယ်နော်သူမကြောက်ချင်တဲ့လူပေါ့နော်အဲ့ဒါဘာလို့မကြောက်တယ်လဲဒီဂါထာတွေကြောင့်မကြောက်တာဖြစ်မယ်အဲ့ဒါနဲ့ဒီဂါထာတွေကိုသူ့ကိုဟောဖို့တောင်းပန်ဒီဂါထာတွေကိုသူ့ကိုဟောပါအဲ့တော့ဘုရားလောင်းကဘာပြောတော့ဆိုတော့အော်မင်းနဲ့ဒီဂါထာတွေနဲ့တန်လို့လားတဲ့နည်းနည်းနှိပ်ကွက်တာပေါ့နော်မင်းလက်ကသွေးစွန်းနေတယ်အလွန်ကြမ်းထက်တဲ့လူသားတည်းဟူသောအကြောင်းကြောင့်အားလုံးသောမကောင်းမှုတွေကိုလုပ်ပြီးတော့တိုင်းပြည်ကိုတောင်စွန့်လောက်အောင်နော်ကိုယ့်ရဲ့ဒီလောဘကိုအလိုလိုက်တဲ့လူဒီတရားတွေဘောတွေကမင်းအတွက်ဘာအသုံးကျမှာမလို့တော့ဘူးဒါတွေကိုသိတော့မင်းဘာအကျိုးရှိမှာမလို့မင်းနဲ့ဒီတရားနဲ့လုံးဝမတန်ဘူးဆိုတဲ့သဘောမျိုးပြောတာနော်အဲ့လိုမျိုးပြောတဲ့အခါကျတော့မခံချင်ဘူးမင်းကြီးတဲ့တချို့ရှင်မင်းတွေလည်းပဲသမင်တွေတတ်ဖို့အတွက်တောထဲကိုဝင်ကြတာရှိရပဲတဲ့နော်ဘာထုလဲပေါ့သူကလူသားစားခြင်းလို့တောထဲဝင်တယ်တချို့ရှင်မင်းတွေကသမင်သားစားခြင်းလို့တောထဲဝင်ကြတာဘာထုတော့ဆိုထူတာပေါ့တဲ့မင်းကဇက်တူသားချင်းချင်းကိုစားဖို့ကြိုးစားတာဒါကြောင့်မင်းကပို့ပြီးတော့မိုက်တယ်ပေါ့အဲ့လိုပြောတော့ तू မခံချင်ဘူးအဲ့ဒါနဲ့မခံချင်တော့ပြန်ပြီးတော့ပြောစရာစကားကလည်းမရှိဘူးမရှိတဲ့ခါကျတော့လူတို့ရဲ့သဘာဝအတိုင်းအပြစ်မရှိအပြစ်ရှာတယ်ပေါ့နော်ဘာအပြစ်ရှာပြောလို့ဆိုတော့မင်းကြီးကမှမိုက်တာတဲ့ဘာဖြစ်လို့တော့ဆိုတော့မင်းကြီးဟာကိုယ့်ကိုတတ်မယ်ဆိုတဲ့နေရာကိုတိရတဲ့နဲ့လာအဲ့ဒါယာစမာယာကိုမသိတာပဲတဲ့မင်းနေမှာမာယာဆိုတာရှိတယ်နိုင်ဖို့ပဲအရေးကြီးတယ်နော်ဟိတောပရိသထဲမှာလာတဲ့စကားတစ်ခွန်းရှိတယ်နော်ကိုယ့်ရဲ့ရန်သူကိုရေအိုးလိုရွက်ထားရဤတဲ့အခွင့်အသင့်ပြီဆိုတော့မှကြောက်ဖြာပေါ်မှာချလိုက်တယ်လို့မျိုးချလိုက်ရဤတဲ့ဟုတ်လားနော်ယာစမာယာကိုမသိလို့မင်းကြီးကမှပုံ